FM ရေဒီယိုကိုနားဆင်နေကြတဲ့သောတာရှင်များအားလုံးမင်္ဂလာပါရှင်။စိုက်ပျိုးရေးကိုလုပ်နေတဲ့တောင်သူဦးစီးတွေနဲ့စိုက်ပျိုးရေးဝါသနာပါသူသောတာရှင်တွေအတွက်စိုက်ပျိုးရေးနည်းပညာတွေကိုမျှဝေပေးနေတဲ့သုတပရိသစိုက်ပျိုးနည်းပညာအစီအစဉ်ပတ်စဉ်ထုတ်လွှင့်ပေးနေပါတယ်။ဟုတ်ပါတယ်။ဒီကနေ့အစီအစဉ်မှာတော့စိုက်ပျိုးရေးဦးစီးဌာနကပေးပို့လာတဲ့နွေစပါးစိုက်ပျိုးခြင်းနဲ့ဘယ်ကြောင်မွေးမြူနည်းစနစ်ဆိုတဲ့ခေါင်းစဉ်နဲ့စိုက်ပျိုးရေးနဲ့တရိတ်ဆန်မွေးမြူရေးကိုတွဲဖက်ပြီးဆောင်ရွက်ခြင်းအဖြစ်ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေနဲ့ပေါင်းဆက်ဆောင်ရွက်ရမယ့်နည်းလမ်းတွေကိုတင်ပြပေးမှာဖြစ်ပါတယ်။ဟုတ်ပါတယ်။ဗတ်စုံစိုက်ပျိုးရေးနည်းစနစ်ဆိုတာအစားအစာရရှိမှုသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုစိုက်ပျိုးရေးထိရောက်မှုတွေကိုဒီပြိုင်နဲ့အကျိုးမြင့်တဲ့စနစ်တစ်ခုဖြစ်ပါတယ်။ဗတ်စုံစိုက်ပျိုးရေးစနစ်မှာစပါးစိုက်ပျိုးရေးကိုအခြေခံပြီးကြက်မွေးရေးဘဲမွေးမြူရေးငါးမွေးမြူရေးကျွဲနွားမွေးမြူရေးအဲ့လိုတွဲဖက်ဆောင်ရွက်တဲ့အမျိုးအစားများစွာရှိပါတယ်။အဲ့ဒီထဲကမှစပါးနဲ့ဘဲတွဲဖက်စိုက်ပျိုးမွေးမြူနိုင်တဲ့ဘဲလိုကြောင်စပါးစိုက်ပျိုးနည်းစနစ်အကြောင်းကိုမိတ်ဆက်ပေးချင်ပါတယ်ရှင်။ဘဲလိုကြောင်စပါးစိုက်စနစ်ဆိုတာစပါးခင်းထဲမှာဘဲတွေကိုလွှတ်ပြီးတဘာဝအတိုင်းပိုးမွားနှိမ်နေတာပေါင်းမြက်ရှင်းလင်းတာနဲ့မြေဩဇာကျွေးတာတို့ကိုလှုပ်ဆောင်ပေးတဲ့အနေဖြစ်ပါတယ်။ဒီနည်းစနစ်ကို1980ပြည့်နှစ်လွန်ကဂျပန်နိုင်ငံသားလယ်သမားတူဖြစ်တဲ့တာကာအိုဖူရူနိုကအသက်သွင်းခဲ့တာဖြစ်ပါတယ်။ဒီနည်းလမ်းကိုဂျပန်နိုင်ငံမှာအီကမိုနည်းစနစ်လို့ခေါ်ပြီးဂျပန်ဘာသာစကားအရဘဲကိုဆိုလိုတာပါတယ်။ဘဲလိုကြောင့်စပါးစိုက်ပျိုးခြင်းအပြင်ရရှိနိုင်တဲ့လက်တွေ့အကျိုးကျေးဇူးတွေကတော့ပေါင်းမြတ်နဲ့ပိုးမွားတွေကြားရောက်မှုကိုကာကွယ်ပေးတဲ့သဘာဝမြေဩဇာထောက်ပံ့ပေးနိုင်တာတို့ပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။စပါးခင်းထဲကိုလွှတ်ကြောင်းထားတဲ့ဘဲတွေကပေါင်းပင်ငယ်လေးတွေခယူပိုးမွားစားတာတွေကိုစားသုံးပေးတဲ့အတွက်ကာကွယ်နှိမ်နင်းရရောက်ပါတယ်။ဒါကြောင့်ပိုးသက်စေပေါင်းသက်စေစားတဲ့လူစေသုံးဆွဲမှုကိုလျှော့ချပေးနိုင်တဲ့အတွက်သွေးအားစုကုန်ကျစရိတ်ကိုလျော့နေစေနိုင်ပါတယ်။ဘဲတွေဟာစပါးခင်းထဲမှာကူးခတ်သွားလာရင်စွန့်ကြပါတယ်။ဘဲတွေရဲ့မစင်တွေကမြေဩဇာအဖြစ်စပါးပင်တွေအတွက်အာဟာရဓာတ်တွေကိုဖြည့်ဆည်းပေးနိုင်ပါတယ်။စပါးခင်းထဲမှာဘဲတွေကူးခတ်သွားလာတဲ့အခါရေကိုမှွေနှောက်ပေးတဲ့အတွက်မြေကြီးတွေကနေအပင်မအလွယ်တကူမရရှိနိုင်တဲ့တချို့အာဟာရဓာတ်တွေကိုနည်းအားဖြင့်အပင်မအလွယ်တကူရရှိစေပြီးစပါးပင်ရဲ့ကြီးထွားတန်မာမှုကိုပိုမိုအားကောင်းလာစေပါတယ်။ဒီနည်းစနစ်ဟာပစ္စည်းတွေအသုံးမပြုရတဲ့အတွက်သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရရောက်တယ်လို့ဂေဟဗေဒစနစ်ကိုလည်းထိန်းညှိပေးရရောက်ပါတယ်။ဒါအပြင်နဲ့ဘဲဥကိုပါထပ်မံရရှိတဲ့အတွက်ဝင်ငွေလည်းပိုမိုရရှိစေပါတယ်။ဘဲတွေကိုစပါးခင်းထဲလွှတ်ကြောင်းတဲ့အခါမှာတော့စပါးပင်တက်တက်လိုက်လွှတ်ကြောင်းရမယ့်အချိန်ကိုသေချာစဉ်းစားရပါမယ်။ဒါအပြင်ဘဲတွေရဲ့အသက်အရွယ်ကိုလည်းထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။စပါးခင်းထဲမှာစတင်လွှတ်ဖို့တင့်တော်တဲ့အချိန်ကတော့စပါးစိုက်ပြီး9ရက်ကနေ10ရက်အတွင်းဘဲတွေကိုလွှတ်ကြောင်းတင်ပါတယ်။အဲဒီအချိန်ဟာစပါးပင်တွေအားခိုင်မြဲတဲ့အချိန်ဖြစ်တဲ့အတွက်ဘဲတွေကစပါးခင်းကိုအနှောက်အယှက်ဖြစ်စေမှာမဟုတ်ပါဘူး။စပါးခင်းတွေကိုလွှတ်ကြောင်းမဲ့ဘဲဟာ9ရက်ကနေ10ရက်သားရှိတဲ့ဘဲငယ်လေးတွေကိုလွှတ်ကြောင်းတာအကောင်းဆုံးဖြစ်ပါတယ်။ဘဲကိုစပါးခင်းထဲမှာရက်ပေါင်း60လောက်အထိလွှတ်ထားနိုင်ပါတယ်။စပါးပင်တွေအနှံစတင်ထွက်လာတဲ့အချိန်ကျရင်တော့စပန်တန်နဲ့စပါးစေးတွေကိုစားနိုင်တာကြောင့်ဘဲတွေကိုမလွတ်ကြောင်းတင်တော့ပါဘူး။ဟုတ်ပါတယ်။ဒီနည်းစနစ်ကတော့စပါးခင်းထဲကိုဘဲလွတ်ကြောင်းပြီးစိုက်ပျိုးတဲ့နည်းစနစ်ဖြစ်တဲ့အတွက်စပါးခင်းထဲရှိရေအနက်ဟာဘဲတွေကူးခတ်သွားတဲ့တင့်တော်တဲ့ရေနဲ့ထားရှိဖို့လိုအပ်ပါတယ်။အဲ့လိုမှသာပေါင်းမြတ်တွေနဲ့ပိုးမွားတွေကိုရှာဖွေစားတောက်နိုင်မှာဖြစ်ပါတယ်။တေကကိုဘဲကောင်ရေ225ကောင်ကနေ385ကောင်အထိလွှတ်ကြောင်းနိုင်ပါတယ်။ဘဲကောင်ရေတိတ်များရင်စပါးပင်တွေထိခိုက်ပျက်စီးနိုင်အောင်သတ်မှတ်ထားတဲ့ပမာဏအတိုင်းလွှတ်ကြောင်းသင့်ပါတယ်။လွှတ်ကြောင်းမဲ့ဘဲတွေဟာငယ်သေးတဲ့အတွက်ကြောင့်ဘဲငယ်လေးတွေအတွက်အစာထက်ဖြည့်ကျွေးဖို့လိုအပ်ပါတယ်။အဲ့လိုမှသာဘဲတွေဟာကြီးထွားမှုအားကောင်းလာပြီးစပါးခင်းတွေကရေညှိရေမော်ပေါင်းမြင်တွေနဲ့ပိုးမွားတွေထိထိရောက်ရောက်နှိမ်နင်းနိုင်မှာပဲဖြစ်ပါတယ်။လွှတ်ကြောင်းတဲ့ဘဲတွေကိုပြင်ပသားရဲတရိတ်ဆန်တွေရန်ကနေကာကွယ်ပေးထားဖို့လည်းလိုအပ်ပါတယ်။ဒီစနစ်ကိုမြန်မာနိုင်ငံမှာရွှေဘိုဝက်လက်ပဲခူးတနက်ပင်စတဲ့စပါးစိုက်ပျိုးတဲ့ဒေသတော်တော်များများမှာစတင်အသုံးပြုနေကြပါတယ်။စပါးနဲ့တရိတ်ဆန်မွေးမြူရေးစနစ်တွေကိုတွဲဖက်အသုံးပြုခြင်းအပြင်ဂေဟဗေဒစနစ်နဲ့သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းစေနိုင်တဲ့အပြင်စိုက်ပျိုးနေရရှိတဲ့အကျိုးမြတ်သားမကမွေးမြူရေးမှလည်းအပိုဝင်ငွေရရှိစေပါတယ်။ဟုတ်ပါတယ်။ဒါကြောင့်တောင်သူတွေရဲ့စားဝတ်နေရေးကိုထောက်ကူအဖြစ်ပံ့ပိုးပေးနိုင်တဲ့ဘဲလွတ်ကြောင်စပါးစိုက်ပျိုးနည်းစနစ်ကိုတောင်သူတွေအနေနဲ့လက်ခံကျင့်သုံးသင့်ပါတယ်။ဒီနည်းစနစ်ဟာစပါးပျိုးမှာသွေးအားစုကုန်ကျစရိတ်ကိုလျှော့ချပေးနိုင်ပြီးအကျိုးအမြတ်ပိုမိုရရှိစေနိုင်တဲ့အပြင်ဘဲမွေးမြူရေးမှာဘဲဥနဲ့တောင်ကိုပေးနိုင်တဲ့အတွက်ဝင်ငွေတစ်ခုထပ်မံရရှိနိုင်ပါတယ်။
ဒါကြောင့်တောင်သူဦးကြီးတွေလက်တွေ့ကျင့်သုံးနိုင်စေဖို့ဘဲလွတ်ကြောင်းစိုက်ပျိုးစိတ်ကိုဒီကနေ့သုတပရိသစိုက်ပျိုးနည်းပညာအစီအစဉ်ကနေတင်ဆက်ပေးလိုက်ပါတယ်။သောတာရှင်များအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ